ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ကတော့ဒီအလုံးမိုင်းဥပဒေနဲ့ပတ်သက်ပြီးတော့မှshare link တွေလုပ်ပေးဖို့ပို့တွေတင်ဆက်နေတဲ့သူရောက်ပါနော်တော်တော်များကျွန်တော်ကိုကုညီလဲတောင်းလာခဲ့ကြသလိုပြီးတော့လဲတော်တော်များလဲလာတိုင်ပင်ကြတော့ဗောနော်ဘိုက်ကုံဝန်တွေဗောနော်ဒီစက်ရုံလောက်တာပဲဖြစ်ကုမ္ပဏီမှာလောက်တာပဲဖြစ်ဗောနော်ကုံဝန်ကြီးသွားလို့ဗောနော်အလုပ်ဖြုတ်ခံတာဗောအခုစက်ရုံနေပဲဖြစ်ဘောလိဆက်နေပဲဖြစ်ကိုလှုပ်လာခဲ့တဲ့ကာလတစ်လျှောက်လုံးမှာအလုပ်သက်တမ်းဘယ်လောက်ပဲရှိနေပါစေဗောနော်ကိုလှုပ်လာတဲ့အခါမှာကုမ္ပဏီကနေဖြစ်စေမန်နေဂျာကနေဖြစ်တထည့်ကနေဖြစ်စေဗောနော်ကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားအလုပ်သားတွေကိုဗောနော်အလုပ်ဖြုတ်တဲ့အလုပ်ကိုဝန်ရှိသွားလို့ကိုဝန်တဲဗောကိုဝန်ရှိသွားလို့အလုပ်ဖြုတ်ခံရတော်များပါတယ်ဗောနော်ကျွန်တော်လည်းကြုံရပါတယ်တွေ့ရပါတယ်နောက်တော့လည်းတိုင်မိလာကြလို့ကျွန်တော် share နေလို့ခြင်းဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကိုလှုပ်လာခဲ့တဲ့ကာလတစ်ခုမှာဗောနော်တထည့်အနေနဲ့ပဲဖြစ်ဘောလိဆက်အနေနဲ့ပဲဖြစ်နော်ဒီ HR ပဲဖြစ်မန်နေဂျာပဲဖြစ်ကိုဝန်ဆောင်သွားလို့ဗောနော်ကိုဝန်ဆောင်မှန်းတည်သွားလို့ဘယ်နှလပဲကြာဗောနော်အလုတ်ဖြုတ်ပိုင်ခွင့်လုံးဝကိုမရှိပါဘူးဗောနော်တကယ်လို့ဒီသူတယောက်အလုတ်သမားတယောက်နေပြီးတော့မှအလုတ်ဖြုတ်ခဲ့တာကိုဝန်ရှိလို့အလုတ်ဖြုတ်ခဲ့တယ်ဆိုရင်ကျွန်တော်ထိုင်းနိုင်ငံမှာနယ်တွေတိုင်းခရိုင်တွေတိုင်းမှာအလုတ်သမားကာကွယ်ရေးဌာနရှိပါတယ်ဗောနော်တကယ်လို့တရားမျှတရေးမရဘဲနဲ့အကျိုးမပြောဘဲနဲ့ကိုဝန်ဆောင်လို့ဆိုပြီးတော့မှအလုတ်ဖြုတ်ခဲ့တဲ့အခါမှာတွေဆိုရင်ကျွန်တော်တို့ဒီတက်ဆိုင်ရာဌာနဖြစ်တဲ့ဒီဒေတာတွေမှာအလုတ်သမားကုညီအလုတ်သမားကာကွယ်စောက်ရှောက်ရေးဌာနမှာတွားပြီးတော့မှတိုင်ကြားလို့ရပါတယ်။နောက်ကိုယ့်ရဲ့ကုရင်ကိုတွားသုံးလို့ရပါတယ်။ပရမစီယာကိုကုဝန်ဆောင်တယ်ဆိုရင်ဘောနော်တထေးတိထားရမှာဖြစ်တယ်ပြီးတော့လည်းဒီပုံမှတ်45ထဲကအတိုင်းเนาะပုံမှတ်43ကနေပြီးတော့မှ49တိရှိပါတယ်ပြီးတော့ဒီကြားထဲမှာပုံမှတ်ခွဲလေးတွေရှိပါသေးတယ်ဘောနော်ဒီတကယ်တမ်းကတော့ဖြစ်ဒီပုံမှတ်45ထဲမှာကတော့ဒီကိုဝန်တဲ့တယောက်ဒီအလုတ်ထဲမှာအလုတ်လုံနိုင်သေးတွေ့ဘောနော်အလုတ်ဆက်လက်ခိုင်းသွားရမှာဖြစ်ပါတယ်အလုတ်ပေးနေရမှာဖြစ်ပါတယ်ခလေးမမွေးတဲ့အထိဘောနော်ဒီကုံဆောင်ကာလထဲမှာဒါပေမဲ့သူတာမန်လုံနေတဲ့ဌာနကနေပြီးတော့မှသူတာမန်လုံနေတဲ့ဖက်နယ်ကနေပြီးတော့မှဘောနော်သူနဲ့တင်းတော်နေရာကိုပြောင်းရွှေ့ပြရမှာဖြစ်ပါတယ်သူအလုတ်လုံနိုင်နေသေးကိုဝန်တွေကနေပြီးတော့မှအလုတ်နိုင်သေးပြီဘောနော်ကိုဝန်ဆောင်သွားလို့ဖြုတ်ခဲ့တယ်ဆိုရင်တော့ထိုင်းနိုင်ငံမှာဘယ်လိုဖြစ်တရားဥပဒေကိုချိုးဖောက်တဲ့အလုတ်သမားကာကွယ်ဥပဒေကိုတတိယနေပြီးတော့မှချိုးဖောက်တာနဲ့တူပဲအဲကြောင့်မို့လို့အလုတ်ဖြုတ်ပြီဆိုတာနဲ့เนาะပုံမှန်19နဲ့လည်းညှိမယ်ကြုံမပြောလို့အလုတ်ဖြုတ်တဲ့အခါမှာပုံမှန်19နဲ့ညှိမယ်ပြီးရင်ကိုဝန်တွေကိုအလုတ်ဖြုတ်တဲ့အခါမှာဆိုရင်လည်းသူအလုတ်လုပ်ခဲ့တဲ့ကာလတက်တန်းအကြအတိုင်းဘောနော်ရော်ကြီးပေးရမှာဖြစ်ပါတယ်နှစ်နာကြီးပေးရမှာဖြစ်ပါတယ်ဒီကိုဝန်တွေကိုတကယ်အလုံးမလို့ကျင်တော့တဲ့အခါမလို့တကယ်မယူတော့ဘူးအဆင်မပြေခွက်ဘူးဆိုရင်ပေါ့နော်ဒါတွေကိုကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားအမျိုးသမီးအနေနဲ့ကိုဝန်တွေအများသောဖြင့်တိထားတင်တော့ရာပုံမှန်ကတော့43ကနေပြီးတော့မှ49တိရှိပါတယ်ကိုဝန်ဆောင်လို့အလုပ်ပြုတ်တဲ့အခါမှာတွေတိုင်ခွင့်ရှိပါတယ်ကိုယ့်ရဲ့အကျိုးကစားခွင့်ကလည်းကိုတိုင်ပြီးတော့တောင်းလို့ရပါတယ်ဆိုတော့အကြောင်းကိုဒါရှင်းလင်းလာလို့ခြင်းဖြစ်ပါတယ်ဗျเนาะကိုဝန်တွေလေးအားလုံးတည်သွားရအောင်လို့ဟုတ်ကဲ့မင်္ဂလာပါဗျ